သူကကပချီနိုတစ်ခွက်ကိုသာမှာယူခဲ့တာပါဒါပေမဲ့ကော်ဖီဖြော်ပြီးတဲ့သူကကဘာပြတ်တယ်လို့မျိုးတုံ့ပြန်ခဲ့ပါတယ်ရဲတွေကတနက်ဆွဲထုတ်တော့မလို့ဖြစ်ပြီးတော့အပြင်ဘက်ကတင်ကားတွေကပါသူ့ကိုအမြောက်နဲ့ချိန်လိုက်ပါတယ်ဒီလူကတခုခုမှားနေပြီဆိုတာချက်ချင်းသိသွားပြီးတော့မှားယူမှုကိုအမေရိကန်နိုအဖြစ်အမြန်ပြန်ပြောင်းလိုက်ပါတယ်အဲ့ဒီခါကျမှကော်ဖီဖြော်တဲ့သူကစိတ်သက်သာရာရသွားပြီးတော့တင်ကားကလည်းအမြောက်ကိုအသာရဖယ်ရှားလိုက်ပါတယ်ဗီဒီယိုဂိမ်းတစ်ခုတည်းက NBC တယောက်အနေနဲ့သူကကိုပိုင်ကော်ဖီကိုတောင်းရွေးချယ်ခွင့်မရှိပါဘူး Free City လို့ခေါ်တဲ့ online open war game ထဲမှာနေကမျက်မှန်ဝစ်ဆင်ထားတဲ့ပတ်စံပေးကစားတဲ့သူတွေပေးတူဝင်းနေတာသူတို့လိုချင်တာကိုလုပ်ခွင့်ရှိတာပါရဲတွေဝန်းရံလာရင်တော့မှသူတို့ကဒုံးမြန်ပစ်လောင်ချတွေနဲ့ပြန်ပြီးတော့ပစ်ခတ်နိုင်ပါတယ်ဒါပေမဲ့ guide လို့ခေါ်တဲ့ NBC ကတော့နေ့စဉ်ပြင်းစရာကောင်းတဲ့ပုံမှန်ဘဝတစ်ခုကိုဖျက်ဆီးနေရပါတယ်မနက်တိုင်းသူကရွှေငါးလေးကိုနှုတ်ဆက်ပြီးတော့သူ့ရဲ့အမှတ်အသားဖြစ်တဲ့အပြာရောင်ရှက်အင်ကြီးနဲ့ကာကီရောင်ဘောင်းမီကိုသာဝစ်ဆင်ပြီးတော့ဘန်ကိုအလုတ်သွားပါတယ်ကစားတဲ့သူတွေဘန်ကိုလာပြီးတော့ဓမြတိုက်တိုင်း NBC လုံခြုံရေးအဆောင်ကကပတ်ကိုအေးဆေးစွာချော့ကျမ်းမြေပေါ်မှာလဲလျောင်းပြီးတော့အလုတ်ဆင်းရင်ဘယ်မှာဘီယာရနိုင်မလဲဆိုတာကိုသာစကားပြောနေတတ်ကြပါတယ်ဒါပေမဲ့တနေ့အလုတ်ဆင်းပြီးတဲ့နောက်မှာတော့ဂိုင်းကမီလီလို့ခေါ်တဲ့မိန်းကလေးကစားသမားတဦးကဖန်တစီသချင်းကိုညီးနေတာကိုတွေ့လိုက်ပါတယ်ဘေးကနေဖျက်လျှောက်သွားတဲ့အခါမှာအချိန်နဲ့ရက်တန့်တယ်လို့ခံစားလိုက်ရပြီးတော့ပောက်ကွဲမှုတွေကြားတဲ့ကဘာမှမဖြစ်တယ်လို့ရှောက်သွားတယ်မီလီကိုဂိုင်းကကြည့်နေခဲ့ပါတယ်သူ့ဘဝမှာတခါမှမခံစားဘူးတဲ့ခံစားချက်တစ်ခုရုတ်တရက်ပေါ်ပေါက်လာပါတယ်ပထမဆုံးအကြိမ်အဖြစ်သူကသူ့ရဲ့နေစဉ်လှုပ်ရိုးလှုပ်ဆင်အလုပ်ကိုပြောင်းလဲလိုက်ပါတယ်အဲ့ဒါကတော့မီလီနောက်ကိုလိုက်သွားပြီးတော့နှုတ်ဆက်ဖို့ကြိုးစားပေမဲ့ဟယ်လိုလို့ပြောလိုက်တာနဲ့အရှိန်ပြင်းတဲ့ယထာတစည်းကဝင်တိုက်သွားပါတယ်ကံကောင်းစွာပဲ NBC တွေကအကြိမ်ကြီးအကန့်အသတ်မရှိပြန်လည်မွေးဖွားနိုင်ပါတယ်ဒါပေမဲ့သူ့အတွင်းမှာတော့တခုခုပြောင်းလဲသွားပါပြီဘန်ဒမြားတွေထပ်ရောက်လာပြီးတော့ကောင်တာကိုရိုက်ချိုးတဲ့အခါမှာဒီဘဝကအဓိပ္ပာယ်မဲ့နေတယ်လို့ဂိုင်းကရုတ်တရက်ခံစားလိုက်ရပါတယ်သူမောကြည့်လိုက်တော့အဲ့ဒီမိန်းကလေးကိုထပ်တွေ့ရပြန်ပါတယ်ဒါပေမဲ့သူ့ရဲ့လှုပ်ဖော်ကိုင်မဲ့တငယ်ချင်းကလက်လျှော့ဖို့ပြောပြီးတော့နေကမျက်မှန်လူတွေကငါတို့နဲ့မသက်ဆိုင်ဘူးလို့ပြောပေမဲ့အဲ့ဒါကဂိုင်းကိုပို့ပြီးတော့စိတ်အားတကြွစေပါတယ်ဂိုင်းတယောက်ဓမြရဲ့နေကမျက်မှန်ကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဓမြကိုထိန်းချုပ်ထားတဲ့ကစားသမားကတုန်လှုပ်သွားပြီးတော့ပြန်တိုက်ခိုက်ဖို့ကိုကြိုးစားလိုက်ပါတယ် NBC တွေကကံကြမ္မာကိုလက်ခံရမယ်လို့လူတိုင်းကယုံကြည်ထားကြပေမဲ့ဂိုင်းကသူ့ရဲ့ကံကြမ္မာကိုကိုယ်တိုင်ပဲထိန်းချုပ်ချင်တာပါဂိုင်းကတနက်မောင်းခလုတ်ကိုဆွဲလိုက်တဲ့အခါမှာလူတိုင်းအံ့အားသင့်သွားပြီးတော့ဂိုင်းတယောက်ဘန်ထဲကနေနောက်လှည့်မကြည့်တော့ဘဲနဲ့ထွက်ပြေးသွားပါတော့တယ်။နေကမျက်မှန်ကိုဝစ်လိုက်တဲ့အခါမှာလုံးဝခြားနာတဲ့ကဘာတစ်ခုကိုမြင်လိုက်ရပါတယ်။နေရော်တင်ဂေတာတွေနေရာတိုင်းမှာပြန်ဝဲနေပြီးတော့မြို့ထဲမှာလေရင်တွေအမြောက်တွေအပြည့်ဖြစ်နေပါတယ်။သူကသွေးပြန်ဖြည့်ပေးတဲ့ဟက်ပတ်တစ်ခုကိုကောက်ယူလိုက်တာနဲ့ဒဏ်ရာတွေကချက်ချင်းပျောက်ကင်းသွားပါတယ်။ပထမဆုံးအကြိမ်ဖြစ်နေဂိုင်းကတကယ်ကိုအသက်ရှင်နေတယ်ဆိုပြီးတော့ခံစားလိုက်ရပါတယ်။ကစားသမားတဦးကောင်းကင်ကနေပြုတ်ကျလာပြီးတော့ဒင်္ဂါပြားပုံတစ်ပုံကျလာတာကိုဂိုင်းကပျော်ပျော်ရွှင်ရွှင်နဲ့ပဲကောက်ယူလိုက်ပါတယ်။အဲ့ဒီပမာဏကသူ့ရဲ့တလားစာလောက်ရှိပါတယ်။နောက်တော့ဂိုင်းတယောက်အဲ့ဒီပတ်စံကိုတုံးပြီးတော့ limited snacker တရံကိုဝယ်လိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးကိုရှာဖို့ပြင်ဆင်နေတော့မှပဲဂိမ်းကုမ္ပဏီကတခုခုမှားနေတာကိုသတိပြုမိလိုက်ပါတယ်။ကီလို့ခေါ်တဲ့ programmer တဦးကဂိုင်းကိုတယောက်လိုထင်လိုက်ပြီးတော့သူနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက်မောက်စာ2ယောက်ပေါင်းပြီးတော့ဂိုင်းကိုရှင်းလင်းဖို့သူတို့အကြိုက်ဆုံးစကင်အနေနဲ့ဂိမ်းထဲကိုဝင်လာပါတယ်။ကီကဒေါသထွက်နေတဲ့ရဲတအူးဖြစ်လာပြီးတော့မောက်စာကတော့ပန်းရောင်ယုံကြီးတစ်ကောင်ဖြစ်လာပါတယ်။သူတို့တနက်ဖွင့်ပစ်တဲ့အခါမှာဂိုင်းကဒါနောက်ဆရာမဟုတ်ဘူးဆိုတာသိသွားပါတယ်။သူကကြည်စံနေရဲ့အောက်မှာငုံရှောင်ရင်းနဲ့သူ့ရဲ့ဖက်နှက်အစ်စ်ကိုသတိရသွားပါတယ်။သူ့ဖက်နှက်ကိုနှိပ်လိုက်တာနဲ့လေထဲကိုခုန်တက်သွားပါတယ်။ programmer တွေကစွမ်းအားရှင်တွေလိုမျိုးအဆောက်အုံတွေကိုပြောင်းလဲဖန်တီးပြီးတော့သူ့ကိုထောင်ချောက်ဆင်ဖို့ကြိုးစားကြပါတယ်။ဂိုင်းကကျိုးတရားပေါ်ကိုပြေးလွှားပြီးတော့ထပ်ခုန်ချလိုက်ပါတယ်။ပြုတ်ကျသွားပြီမဲ့ဘူပေါင်းထိုင်းကာကိုအသုံးပြုပြီးတော့မနေအသက်ရှင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ကီးနဲ့မောင်စာတို့ကသူ့ကိုဖမ်းမိသွားပြီးတော့ဂိုင်းရဲ့ဇက်ကောင်ကိုတပ်ပစ်လိုက်ပါတယ်။ဒါကြောင့်ဟက်ကာကိုရှင်းလင်းနိုင်ပြီဆိုပြီးတော့ယုံကြည်လိုက်ကြပါတယ်။တကယ်တမ်းမှာဂိုင်းက NPC ဖြစ်တာကြောင့်ရိုးရိုးလေးပဲပြန်ပြီးတော့မွေးဖွားလိုက်ရုံပါပဲ။တကယ်ဘဝမှာလေ programmer ကီးက NPC တယောက်လို့နေထိုင်နေခဲ့ရပါတယ်။ MIT ကနေပြီးတော့ဘွဲရခဲ့ပြီးတော့တစ်ချိန်ကအင်တိုင်းဂိမ်းတွေကိုဖန်တီးခဲ့တဲ့ပါရမီရှင်တဦးကအခုဘာလို့ customer complaint တွေကိုကင်တွယ်နေရတာလဲဆိုပြီးတော့မောက်စာကသူ့ကိုမေးခဲ့ပါတယ်။ကီးကတပြင်းချပြီးတော့ရှေ့လျားပြီးတော့ဝမ်းနေဖို့ကောင်းတဲ့ဇလန်းမှာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။တကယ်တော့ចောင်းချင်းငွေတွေကိုပြန်ဆက်ဖို့လိုနေတာပါ။ဘွဲရပြီးချင်းမှာကီးနဲ့သူ့ college တငယ်ချင်းမီလီတို့2ယောက်ပေါင်းပြီးတော့ life is set ဆိုတဲ့ဂိမ်းတစ်ခုကိုဖန်တီးခဲ့ကြပါတယ်။မီလီကကုမ္ပဏီတစ်ခုရဲ့ boss ဖြစ်သူကသူတို့ရဲ့မူရင်းကုတ်ကိုခိုးပြီးတော့ free city ကိုဖန်တီးခဲ့တယ်ဆိုပြီးတော့ယုံကြည်ထားတာပါ။ဒါကြောင့်မီလီတယောက်ခိုးယူပါတယ်ဆိုတဲ့တပ်တွေအထောက်ထားတွေကိုရှာဖွေဖို့အတွက်နေတိုင်းဂိမ်းထဲကိုဝင်ရောက်နေတာပါ။ကီးကိုလည်းအန်တွိုင်းရဲ့ကုမ္ပဏီမှာအလုပ်လုပ်နေတာကြောင့်မလို့မီလီကဒေါသထွက်နေပါတယ်။ကုတ်ခိုးတဲ့ဒီကုမ္ပဏီကိုဘာလို့ဝင်ရတာလဲဆိုပြီးတော့သူမကမေးခွန်းထုတ်ပြီးတော့အထောက်ထားကိုခိုးယူဖို့အတွက်ဂိမ်းထဲကိုတိတ်တိတ်လေးဝင်ရမှာကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။
ကီးကတော့သူတို့ရဲ့ခင်မင်မှုကိုတန်ဖိုးထားပေမဲ့အသက်ရှင်ရပ်တည်ဖို့အတွက်ပုံမှန်လားစာရဖို့လိုအပ်နေတာကြောင့်ညှင်းဆိုခဲ့ပါတယ်မီလီမှာတခြားရွေးချယ်စရာမရှိတော့ဘဲနဲ့ဂိမ်းထဲကိုတယောက်တည်းဝင်ရောက်လာတာပါလုံခြုံရေးအခြေဆိုင်စခန်းထဲမှာတယ်လီပို့လုပ်ပြီးဝင်လိုက်တာနဲ့ဂိုင်းကရုတ်တရက်သူမနောက်မှာပေါ်လာပြီးတော့ဘာတွေကြည့်နေရလဲဆိုပြီးတော့မေးလိုက်ပါတယ်ဂိုင်းကမီလီကိုရှာနေတဲ့အကြောင်းကိုပြောပြပေမဲ့သူတို့စကားပြောတဲ့ကြောင်ရန်သူအဆောင်နေတည်သွားပါတယ်မီလီကလက်နက်ပြောင်းပြီးတော့အပေါ်ကရန်သူတွေကိုအချက်ပေါင်းများစွာပစ်ခတ်လိုက်ပါတယ်အခြေဆိုင်စခန်းနဲ့ခိုးဝင်မှုမအောင်မြင်တော့တာကြောင့်မလို့မီလီတယောက်ပေါ်တယ်ကိုဖွင့်ပြီးတော့ထွက်ပြေးသွားပါတယ်ဂိုင်းကသူမရဲ့လှုပ်ရှားမှုကိုကူးယူပြီးတော့အနီးကပ်လိုက်သွားရင်းနဲ့မြင်သမျှကိုအံ့ဩနေပါတယ်ဂိုင်းတယောက်မီလီကိုအဖွဲဖွဲဖို့ဖိတ်ခေါ်ခဲ့ပြီးတော့မီလီကသူမရဲ့မျက်မှန်ကိုပုတ်လိုက်တော့ခေါင်းပေါ်မှာ level 100 plus ပေါ်လာပါတယ်ဂိုင်းရဲ့ level ကတော့ level 1ဖြစ်နေပါတယ်ဒါကြောင့်မီလီက level 100ရောက်မှပြန်လာဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ level တက်ဖို့အတွက် NPC တွေကိုလူရက်ထိခိုက်စေဖို့လိုအပ်ပါတယ်စိတ်သဘောထားကောင်းတဲ့ဂိုင်းကဒီလိုမျိုးမလုပ်နိုင်တာကြောင့်စိတ်ကူးကောင်းတစ်ခုကိုရလိုက်ပါတယ်အဲ့ဒါကတော့ဂိုင်းတယောက်ဂိမ်းထဲမှာကောင်းမှုတွေစပြီးလုပ်ပါတော့တယ်level နေကစားသမားတွေကိုအနိုင်ကျင့်တဲ့လူတွေကိုရက်တန့်စေပြီးတော့ NPC တွေရဲ့ပစ္စည်းတွေကိုကာဝယ်ပေးပါတယ်လူတွေကိုဒုက္ခပေးမဲ့အစားကယ်ဆယ်ပေးပါတယ်သူ level တက်တဲ့အချိန်ကဂိမ်းမှတ်တမ်းအားလုံးကိုချိုးဖျက်ခဲ့ပြီးတော့ပရိသတ်တော်တော်များများလည်းရလိုက်ပါတယ်ဂိုင်းရဲ့ကျင်နာမှုကသတင်းစာထဲမှာတောင်ပါလာပြီးတော့ဂိုင်းတယောက် Free City ရဲ့သူရဲကောင်းဖြစ်လာပါတယ်မီလီကကီးကိုထပ်ပြီးတော့ဆက်သွယ်ပြီးတော့အခြေဆိုင်စခန်းထဲကိုဝင်ဖို့အကူအညီပေးဖို့တောင်းဆိုပါတယ်ကီးက9မိနစ်ပဲအချိန်ပေးနိုင်ပေမဲ့မီလီအတွက်ကတော့အဲ့ဒါကလုံလောက်ပါတယ်အထောက်ထားကိုရှာတွေ့တဲ့အချိန်မှာပဲအနီရောင်ချက်ပေးတဲ့နေရာတိုင်းလင်းလာပါတယ်လက်နက်ကင်ဆောင်တွေကမီလီကိုဝိုင်းရံလာတဲ့အခါမှာဂိုင်းကမော်တော်ဆိုင်ကယ်နဲ့ရောက်ချလာပါတယ်ကျမ်းမြေမော်ကိုရှော့တိုက်ဝင်လာပြီးတော့အဆောင်တွေကိုတေးသေးတက်တက်ရှင်းထုတ်ရင်းနဲ့အုတ်ထုပ်ကိုလွှင့်ပစ်ပြီးတော့ပွဲထုတ်ဝင်လာပါတယ်ရန်သူတွေအပေါ်ကနေထပ်ကျလာပြီးမြမီလီကတော့ကျွမ်းကျင်ပြည့်ပြည့်စွာပဲရှင်းပြလိုက်နိုင်ပါတယ်ကယ်တင်ဖို့ရောက်လာတဲ့ဂိုင်းကတော့မီလီကိုပဲငေးကြည့်နေလိုက်ရပါတယ်ရန်သူတယောက်ကဂိုင်းကိုလွှဲရိုက်လိုက်တော့မှပဲသတိဝင်လာပြီးတော့တိုက်ခိုက်လိုက်ပါတယ်ပြီးတာနဲ့သူ့ရဲ့ဒူဂတီဆိုင်ကယ်ပေါ်ကိုခုန်တက်လိုက်ပြီးတော့မီလီကလည်းလှလှပပနောက်ကထိုင်ပုံပေါ်ကိုခုန်ချလိုက်ပါတယ်ပြီးတာနဲ့နှစ်ယောက်တူတူပဒင်းပေါက်ကိုဖြတ်ပြီးတော့ထွက်ပြေးလိုက်ကြပါတယ်သူတို့ကဂလိုင်းဒါတစ်ခုကိုဆွဲယူပြီးတော့လုံခြုံတဲ့နေရာစီကိုပြန်သွားပြီးတဲ့နောက်မှာဂိုင်းကမီလီကိုပို့ပြီးတော့အထင်ကြီးစေခဲ့ပါတယ်ဂိုင်းတယောက်မီလီကိုဒိတ်လုတ်ဖို့ခေါ်သွားပြီးတော့သူ့အကြိုက်ဆုံးအရသာရှိတဲ့ရေခဲမုံကိုလိုက်ကျွေးပါတော့တယ်အဲ့ဒီထူဆန်းပြီးတော့တူညီတဲ့အရသာကမီလီကိုရင်းနှီးမှုတစ်ခုရစေပါတယ်သူတို့ကစားကွင်းထဲမှာကလေးဘဝနဲ့အိမ်မက်တွေအကြောင်းကိုပြောဆိုကြရင်းနဲ့နောက်ဆုံးမှာတော့အနမ်းနေပေးလိုက်ကြပါတယ်ဒါပေမဲ့ကီးကသူတို့ဘယ်လောက်နီးစပ်လာလဲဆိုတာမြင်ရတဲ့အချိန်မှာတော့ရင်ထဲမှာနားကျင်လာပါတယ်ဒါကြောင့်စနစ်ထဲမှာဂိုင်းစီရဲ့အထောက်အထားကိုရှာကြည့်လိုက်တော့ထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုကိုတွေ့လိုက်ပါတယ်အဲ့ဒါကတော့ဂိုင်းဆိုတာကကီးကိုယ်တိုင်နှစ်ပေါင်းများစွာကတည်းကရေးထားတဲ့မူရင်းကုတ်ကနေဖန်တီးထားတာဖြစ်နေပါတယ်ဂိုင်းစီးထွားလာတဲ့ဇယိုက်လက္ခဏာတွေအားလုံးကကီးရဲ့ကိုယ်ပိုင်ဇယိုက်နဲ့နှစ်သက်မှုတွေကနေလာတာပါကီးကမီလီချစ်နေတဲ့သူကကုတ်အပိုင်းစားတစ်ခုသာဖြစ်တဲ့အကြောင်းမီလီကိုအမြန်သွားပြောလိုက်ပါတယ်မီလီကပထမတော့မယုံခဲ့ပေမဲ့ဂိမ်းထဲမှာနန်းနဲ့စနစ်တောင်မရှိဘူးဆိုတာကိုသတိရသွားပါတယ်လက်တွေဘွားကသူမကိုရိုက်ခတ်လာပြီးတော့ကီးကပိုဆိုးတဲ့သတင်းတစ်ခုကိုယူလာပါတယ်အဲ့ဒါကတော့သူ့ရဲ့ကုမ္ပဏီက Free City 2ကိုမကြာခင်စတင်တော့မှာဖြစ်ပြီးတော့ version အသစ်လွှင့်တင်တဲ့အခါမှာလက်ရှိ data တွေအားလုံးဖျက်ပစ်ခံရတော့မှာပါသူတို့မှာအထောက်အထားကိုခိုးယူဖို့အချိန်48နာရီပဲကြံပါတော့တယ်မီလီကဂိုင်းကိုရှာတွေ့ပြီးတော့လျှို့ဝှက်ဘားတစ်ခုကိုခေါ်သွားပါတယ်ဖန်သားပြင်ပေါ်မှာ NPC ဇက်ကောင်တွေနေစဉ်လုံရိုးလုံစင်တွေကိုထပ်တလဲလဲလုပ်နေကြပါတယ်မီလီကဒါကဂိမ်းတစ်ခုသာဖြစ်ပြီးတော့ဂိုင်းက NPC တယောက်သာဖြစ်ကြောင်းအမှန်တရားကိုပြောပြလိုက်ပါတယ်ဒါပေမဲ့ဂိုင်းကမယုံချင်ပါဘူးမော်နီတာပေါ်မှာသူ့ကိုယ်သူမြင်လိုက်ရတဲ့အခါမှာတော့အဓိပ္ပာယ်ရှိတယ်လို့ထင်ခဲ့တဲ့အရာတွေအားလုံးသူ့ရဲ့အိမ်မက်တွေသူ့ရဲ့အချစ်တွေအားလုံးက program ရေးဆွဲခံထားရတာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်ဝေဒနာနဲ့မူးဝေထွက်လာပြီးတော့မီလီရဲ့ဖုန်းခေါ်ဆိုမှုတွေကိုလည်းလစ်လူရှုလိုက်ပါတယ်သူ့ဘဝမှာတခုခုလစ်ဟာနေတယ်လို့ဂိုင်းကအမြဲတမ်းခံစားနေခဲ့ရတာပါမီလီကအဲ့ဒီလစ်ဟာမှုကိုဖြည့်ဆည်းပေးခဲ့တယ်လို့လည်းယုံကြည်ထားတာပါဒါပေမဲ့အခုတော့သူ့နောက်ကတနက်တန်တွေထွက်ပေါ်လာပေမဲ့သူဘာမှမခံစားရဘဲနဲ့တရေတကောင်လို့ရှေ့ဆက်ပြီးရှောက်သွားလိုက်ပါတယ်သူ့ကဘာကအစ်စ်ဟုတ်မဟုတ်စမ်းသပ်ဖို့အတွက်သမုတ်တရားစီကိုပြေးသွားပြီးတော့လက်လှမ်းလိုက်တဲ့အခါမှာမက်ရဲ့အစွန်းကိုတွေ့လိုက်ရပါတယ်သူ့ကဘာကအတူဖြစ်နေပေမဲ့သူခံစားရတဲ့နာကျင်မှုကတော့အစစ်အမှန်ပါဂိုင်းတယောက်နှစ်သိမ့်မှုအတွက်သူ့ရဲ့လှုပ်ဖို့ဂိုင်းမဲ့တငယ်ချင်းဖြစ်တဲ့ဘာဒီစီကိုတွားလိုက်ပါတယ်ဒီအရာတွေထဲမှာဘာကမှအစ်စ်အမှန်မဟုတ်ဘူးငါတို့ကကုတ်တီတက်တက်ပဲဆိုပြီးတော့ဂိုင်းစ်ကပြောလိုက်တာကိုဘာဒီတယောက်အပြေးအဝနားမလည်ပေမဲ့ငါတို့တကယ်လူတွေမဟုတ်ပေမဲ့တကယ်ချင်းငါမင်းနဲ့အတူတူရှိနေတာအခုချိန်မှာအစ်စ်မှန်လို့ခံစားရတယ်ဆိုပြီးတော့တိတ်တိတ်လေးပြောလိုက်ပါတယ်ဒါကြောင့်ဂိုင်းကစိတ်လှုပ်ရှားသွားပြီးတော့အထောက်ထားခိုးယူဖို့အတွက်မီလီကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ကြီးမားတဲ့တိုက်ပွဲတစ်ခုကိုမျှော်လင့်ခဲ့ကြပေမဲ့လုံခြုံရေးအဆောင်ကဂိုင်းစ်ရဲ့အကြီးမားဆုံးပရိသတ်ဖြစ်နေခဲ့တာပါတကယ်ဘဝမှာသူကစထရီမာတူဖြစ်ပြီးတော့ဂိုင်းကိုမြင်တော့ဝမ်းသာအားရအော်ဟစ်လိုက်ပါတယ်သူတို့နှစ်ယောက်ကိုမတားတဲ့အပြင်လျှို့ဝှက်ဗီဒီယိုဖိုင်ကိုတောင်သူ့ဘာသူလွှဲပြောင်းပေးလိုက်ပါတယ်ပြီးတာနဲ့အဆောင်ကကျေးဇူးပြုပြီးတော့မင်းတို့ထွက်သွားတဲ့လမ်းမှာငါ့ကိုပြစ်တက်ခဲ့ပါဆိုပြီးတော့တောင်းဂိုင်းကိုတောင်းပန်လိုက်ပါတယ်
ဒါပေမဲ့စိတ်ဘောသားကောင်းတဲ့ guys ကတော့ညင်းပယ်လိုက်ပါတယ်အထောက်ထားတွေကိုမီလီစီကိုအမြန်လွှဲပြောင်းပေးလိုက်တဲ့အတွက်ပြဿနာကိုအချိန်မီဖြေရှင်းပေးလိုက်နိုင်ပါတယ်ဒါပေမဲ့ရုတ်တရက်အထောက်ထားတွေပျောက်သွားပါတယ်မီလီကကြောက်ရွံ့တစ်ခုလိုရက်တန့်သွားပြီးတော့ကဘာတစ်ခုလုံးကရက်တန့်သွားသလိုပါပဲလူတိုင်းမလှုပ်မလျက်ရက်နေကြပြီးတော့အလင်းတန်းတွေကလည်းလင်းလက်လာပြီးတဲ့နောက်မှာကစားသမားတွေအားလုံးတပြိုင်နက်တည်းပျောက်သွားပါတယ် guys ကတော့နာမည်ကြီးလာပြီးတဲ့နောက် online မှာပရိသတ်အများပြားရလိုက်ပါတယ်သူတို့က guys ကို icon တူလို့သဘောထားပြီးတော့ free city update ကိုဆန္ဒပြကြပါတယ်ဒါကြောင့် CEO ကအကြံအိုက်သွားပြီးတော့အမှန်တရားကိုဖုံးကွယ်ဖို့အစွန်းရောက်တဲ့နည်းလမ်းတွေကိုတုံးလိုက်ပါတယ်အဲ့ဒါကတော့စာပါတွေကို review ချဖို့အမိန့်ပေးလိုက်တာပါကစားသမားတွေကချက်ချင်းဆိုသလိုစိတ်ပြက်ပြီးတော့ဒေါသထွက်သွားကြပြီးမီလီလည်းစိတ်တွေရှုပ်ထွေးပြီးတော့ဝမ်းနဲ့ကြေကွဲသွားပါတယ် review ပြီးသွားတဲ့အခါမှာတော့မီလီတယောက်ဇက်ကောင်တွေကိုအမြန်ဆုံးဝင်ရောက်လိုက်ပေမဲ့ reset လုပ်ထားတဲ့ guys ကမီလီကိုလုံးဝမမှတ်မိတော့ပါဘူးအဲ့ဒီချိန် keys ကမီလီကိုဖုန်းခေါ်ပြီးတော့ server review လုပ်တာက guys ရဲ့ code programming ကိုမထိခိုက်ကြောင်ရှင်းပြလိုက်ပါတယ်ဂိုင်းပြန်နိုးထားဖို့အတွက်မှန်ကန်တဲ့စိတ်ပိုင်းဆိုင်ရာလှုပ်ဆောင်မှုတစ်ခုသာလိုအပ်ပါတယ်။ကီးကဂိုင်းကိုဖန်တီးတော့ကမီလီကိုဂိုင်းရဲ့အိမ်မထဲကမိန်းကလေးအဖြစ်ကုတ်ရေးခဲ့တာပါ။တကယ်တမ်းမှာသူတို့ပြန်ဆောင်ကြတဲ့အခါဂိုင်းရဲ့ကိုတီးရှိမှုကတဖန်ပြန်လဲပြီးပေါ်ပေါက်လာပါတယ်။လက်ဟာနေတဲ့ဂိုင်းကရုတ်တရက်အသက်ပြန်ဝင်လာတယ်လို့ခံစားလိုက်ရပါတယ်။မီလီကလည်းဘာလို့ရမယ်ဆိုတာအတိအကျသိသွားပါတယ်။ဘန်ထဲကိုပြေးဝင်သွားပြီးတော့ဂိုင်းကိုအပြင်ကိုဆွဲထုတ်လိုက်ပါတယ်။ပြီးတာနဲ့တိတ်ဆိတ်တဲ့လမ်းကြားထဲမှာမီလီကဂိုင်းကိုနှက်ဆိုင်ပြီးတော့ရင်ထဲကလာတဲ့အနံ့တပွင့်ပေးလိုက်ပါတယ်ဂိုင်းစီရဲ့ပျောက်ဆုံးသွားတဲ့မှတ်ညံတွေအားလုံးတပြိုင်နက်တည်းပြန်ဝင်လာပြီးတော့ပတ်ဝန်းကျင်လေးထဲမှာရောင်စုံပုံရိပ်တွေပွင့်ထွက်လာပါတော့တယ်။ဂိုင်းကမီလီကိုမှတ်မိအောင်သာမကဒီကဘာရဲ့မူရင်းပုံစံတည်နေရကိုပါမှတ်မိသွားပါတယ်။အဲ့ဒါကဂိုင်းရဲ့တိုက်ခန်းထဲကအရေးတစ်ခုအဖြစ်အမြဲတမ်းဟောထားခဲ့တာပါ။ကုမ္ပဏီရဲ့ CEO ကဂိမ်းကိုခိုးယူတော့ကအပေါ်ရန်ကိုသာကူးယူခဲ့ပြီးတော့အောက်ကမှန်တွေကကဘာကိုဖျက်ဖို့မေ့သွားတာဖြစ်ပါတယ်။ဒါပေမဲ့မူရင်းကဘာကသမုတ်တရားဟိုဘက်မှာရှိပြီးတော့ဂိမ်းတွေကကစားသမားတွေကိုပင်လယ်ကိုဖျက်ကျော်ဖို့ခွင့်မပြုပါဘူး။မီလီကအကြက်တဲဖြစ်နေတယ်လို့ခံစားရပေမဲ့ဂိုင်းကရဲရဲနဲ့စိတ်ကူးတစ်ခုရသွားပါတယ်။အဲ့ဒါကတော့ဂိုင်းတစ်ယောက်သူ့ရဲ့နာမည်ကျော်ကြားမှုကိုအသုံးပြုပြီးတော့ NPC တွေအားလုံးကိုစုစည်းလိုက်ပါတယ်။ NPC တိုင်းမှာကိုယ်ပိုင်အိမ်မက်တွေရှိခဲ့ပေမဲ့အဲ့ဒါတွေကိုလှုပ်ဆောင်ခွင့်မရှိခဲ့ကြပါဘူး။ဒါကြောင့်သူတို့ရဲ့ပထမဆုံးအစစ်အမှန်ရွေးချယ်မှုပြုလုပ်ခြင်းနဲ့သာစနစ်ရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ဂိုင်းရဲ့စိတ်အားထက်သန်မှုကြောင့်လူတိုင်းကစီးလုံးညီညွတ်သွားကြပါတယ်။နောက်တစ်နေ့မှာကစားသမားတွေဂိမ်းထဲကိုပြန်ဝင်ရောက်လာတဲ့အခါမှာတော့ဘန်တစ်ခုလုံးကလုံးဝဗလာဖြစ်နေတာကိုတွေ့လိုက်ပါတယ်။လမ်းတွေကလည်းတိတ်ဆိတ်ခြောက်ကပ်နေပြီးတော့ NPC ဇက်ကောင်တိုင်းထူးဆန်းစွာပျောက်ဆုံးနေပါတယ်။ကစားသမားတွေကထိတ်လန့်ပြီးတော့စိတ်ရှုပ်ထွေးနေကြပြီးတော့ CEO ကလည်းအန်ဒီရရောက်နေပြီဆိုတာသိသွားပါတယ်။ပြီးတာနဲ့အန်တိုနီကဂိုင်းနဲ့မီလီကိုဂိမ်းထဲကနေလုံးဝဖျက်ပစ်ဖို့မောင်စာကိုအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ NPC တွေဘယ်သူမှသူ့အမိန့်ကိုမနာခံဘဲနဲ့ကော်ဖီဆိုင်မှာပါတီပွဲကျင်းပနေကြပါတယ်။အန်တိုနီတယောက်ဒေါသတွေထွက်လာပြီးတော့အရာအလုံးကိုဖျက်ဆီးဖို့ချက်ချင်းပဲအမိန့်ပေးလိုက်ပါတယ်။အဆောက်အုံတွေပြိုကျလာပြီးတော့မြေပြင်တွေအကွဲလာပြီးကဘာတစ်ခုလုံးသူတို့ပေါ်ကိုပိတ်ကျလာပြီးတော့ကြိတ်ချေဖို့အဆင်သင့်ဖြစ်နေပါပြီ။ကံကောင်းစွာနဲ့ပဲကီးကဝင်ပြီးကူညီလိုက်ပါတယ်။အဲ့ဒါကတော့ဂိုင်းအတွက်လေထဲကနေလမ်းကြောင်းတစ်ခုဖန်တီးပေးလိုက်တာပါ။ဂိုင်းတယောက်မလွတ်တလွတ်ထွက်ပြေးပြီးတော့နောက်ဆုံးမှာတော့ကမ်းခြေကိုရောက်သွားပါတယ်။ဒါပေမဲ့တကယ်ဘဝမှာတော့ကီးကအန်တိုနီဖန်တာကိုခံလိုက်ရပါတယ်။အန်တိုနီကကီးကိုဘယ်ရွေးချယ်ဖို့နောက်ဆုံးခွင့်ရေးပေးခဲ့ပေမဲ့ကီးကတော့တွေ့ဝေခြင်းမရှိဘဲနဲ့ရွေးချယ်လိုက်ပါတယ်။ပြိုကွဲနေတဲ့အပြက်စီးတွေကအေးယာမနဂါးတစ်ကောင်လိုပုံဖော်ပြီးတော့သမုတ်တရားကိုဖျက်ကျော်တဲ့ကြီးမားတဲ့တရားကြီးတစ်ခုဖြစ်လာပါတယ်။အန်တိုနီတယောက်လုံးဝကိုစိတ်ပြက်အားရော့သွားပြီးတော့ကစားသမားတိုင်းရဲ့အကောင့်ကိုဖျက်ပစ်လိုက်ပါတယ်။ဒါကြောင့်မီလီလဲချက်ချင်းပျောက်သွားပြီးတော့အခုဆိုရင်ဂိုင်းတယောက်ခရီးကိုတယောက်တည်းဆက်လျှောက်ဖို့ဖိအားပေးခံလိုက်ရပါတယ်။အန်တိုနီကတော့ကီးကိုကုမ္ပဏီကနေထုတ်ပစ်လိုက်တဲ့ချိန်မှာကီးကတကဘာလုံးကိုထုတ်လွှင့်နေတဲ့ live broadcast တစ်ခုကိုတိတ်တဆိတ်ဖွင့်လိုက်ပါတယ်။ကစားသမားတွေအားလုံးမျက်နှာပြင်ရှေ့မှာထိုင်နေပြီးတော့ဂိုင်းပြောင်းလဲပေးမဲ့အခြေအနေကိုစောင့်ဆိုင်းနေကြပါတယ်။ဂိုင်းကိုတားဆီးဖို့အတွက်အန်တိုနီကတော့ကြွက်သားတွေကိုအဆင့်မြင့်ထားတဲ့ဒူးလို့ခေါ်တဲ့ဂိုင်း 2.0 version ကိုထုတ်လိုက်ပါတယ်။ဒူးကဂိမ်းထဲကိုရောက်လာပြီးတော့ချက်ချင်းပဲကြမ်းကြမ်းတမ်းတိုက်ခိုက်ပါတော့တယ်။ဘာဒီတယောက်အချိန်မီရောက်လာပြီးတော့ကူညီခဲ့ပေမဲ့ဒူးကမယုံကြည်နိုင်လောက်အောင်တန်မာပြီးတော့ဖျက်ဆီးလို့မရသလောက်ပါပဲ။စိတ်ပြက်လက်ပြက်နဲ့ဂိုင်းတယောက်သူ့ရဲ့ power up menu ကိုဖွင့်လိုက်ပါတယ်။ပြီးတာနဲ့ကပတိန်အမေရိကရဲ့ဒိုင်းကာကိုဆင့်ခေါ်လိုက်ပြီးတော့ဒူးရဲ့ကြီးမားတဲ့ထိုးချက်တစ်ခုကိုကာကွယ်လိုက်ပါတယ်။ဒါပါလဲဟာဆိုပြီးတော့ရေရွတ်လိုက်ပြီးတော့ဟောက်ရဲ့အေယာမလက်သီးကြီးကိုထုတ်လိုက်ပြီးတော့ဒူးကိုထိုးလိုက်ပါတယ်။ပြီးတော့လိုက်စာပါကိုလည်းမီးထွန်းလိုက်တာကြောင့်အင်တာနက်တစ်ခုလုံးစူညံသွားပါတော့တယ်။ဒါပေမဲ့ဒီဒန်နာကြီးဆန်တဲ့လက်နက်တွေနဲ့တောင်ဒူးကိုအနိုင်ယူဖို့ခက်ခဲနေဆုံးပါပဲ။ထက်မြက်တဲ့ခိုင်းကတော့သူ့ရဲ့နေကမျက်မှန်ကိုချွတ်လိုက်ပြီးတော့ဒူးရဲ့မျက်နှာပေါ်ကိုတက်ပေးလိုက်ပါတယ်။ဒူးကချက်ချင်းပဲတိုက်ခိုက်တာကိုရပ်သွားပြီးတော့သူ့ရှေ့ကကဘာအစ်ကိုမြင်လိုက်ရတဲ့အခါမှာဆက်မတိုက်ခိုက်နိုင်တော့ဘဲနဲ့ငေးမောသွားပါတယ်။ဒါကြောင့်အန်တိုနီရဲ့ထိန်းချုပ်မှုကနေလုံးဝလွတ်မြောက်သွားပါတော့တယ်။ရွေးချယ်စရာမရှိတော့တဲ့အဆုံးမှာစာပါတွေကိုသူ့လက်နဲ့ကိုထိလက်ရောက်ရိုက်ချိုးပါတော့တယ်။ဂိမ်းကဘာကြီးကပြိုလဲသားပြုတ်လာပြီးတော့ဘာဒီကလည်းဖျက်ဆီးမှုကြောင့်ဂိုင်းနဲ့ကွဲကွာသွားပါတော့တယ်။
ဘာဒီရဲ့တင်းငိမ့်တဲ့အပြုံးနဲ့မင်းနဲ့တူတူတိုက်ခိုက်ခဲ့ရတဲ့ဒီနေ့ကငါဘဝရဲ့အကောင်းဆုံးနေ့ပဲဆိုပြီးတော့ပြောလိုက်ပါတယ်နောက်တော့ဘာဒီတယောက်ပက်ဆယ်တွေအဖြစ်ပျောက်ကွယ်သွားပါတော့တယ်မျက်ရည်တွေကိုထိန်းချုပ်ပြီးတော့ guys ကသူ့နောက်ကကဘာကြီးပြိုလဲနေပြီမယ်ပုံမြန်အောင်ပြေးလိုက်ပြီးတော့နောက်ဆုံးခုံမြန်ကြော်လာမှုတစ်ခုမှာတော့ပြိုကျနေတဲ့မြေပြင်ပေါ်ကိုဖျက်ကျော်လိုက်နိုင်ပါတယ်ကြီးစုသူတွေတန်းပေါင်းများစွာရဲ့ရှေ့မှာ guys တယောက်ဟိုဘက်ချမ်းကိုရောက်သွားပါတော့တယ်အချစ်နဲ့ဖန်တီးတိဆောက်ထားတဲ့ကျွန်းကအန်တိုနီကုတ်ကိုခိုးယူခဲ့ကြောင်းတက်သေးပြနေတာကြောင့်သူ့ကိုရဲကဖမ်းသွားပါတော့တယ်နောက်ဆုံးမှာတော့ free life လို့ခေါ်တဲ့ဂိမ်းအသစ်တစ်ခုမွေးဖွားလာပါတယ်မီလီကဂိုင်းကိုရှာဖွေဖို့အတွက်ပြန်ရောက်လာခဲ့ပြီးတော့ဂိုင်းကလည်းသူ့ရဲ့တီရှိမှုအမှန်တရားကိုနောက်ဆုံးမှာတော့နားလည်သွားပါတယ်သူဟာတကယ်တော့ကီးကမီလီအတွက်ရေးခဲ့တဲ့ကုတ်ထဲကအချစ်စာတစ်စောင်ဖြစ်နေတာပါတကယ်ဘဝမှာတစုံတစ်ယောက်ကသူမကိုအမြဲတမ်းချစ်နေကြောင်းအရေးမွေးပြောကြရင်းနဲ့ဒီအချက်ကိုမီလီစီကိုညင်သာစွာထုတ်ဖော်လိုက်ပါတယ်မီလီကလည်းအမှန်တရားကိုသိသွားပြီးတော့ဂိမ်းထဲကနေထွက်ပြီးတော့တကယ်ဘဝကကီးစီကိုပြေးသွားပါတော့တယ်သူတို့ချင်းချင်းနှလုံးချင်းစုံပြီးတော့နောက်ဆုံးမှာတော့သူတို့ရဲ့ခံစားချက်တွေကိုဖွင့်ပြောလိုက်ပါတယ်ပြီးတာနဲ့နှွေးနှွေးထွေးထွေးပွေးဖက်ပြီးတော့စိတ်ခံစားမှုတွေပြင်းထန်တဲ့အနန္တဝင်းကိုဝေမျှလိုက်ပါတယ် free light ထဲမှာတော့ဂိုင်းတယောက်အသက်ပြန်လဲမွေးဖွားလာတယ်ဘာဒီနဲ့ပြန်လဲဆုံတွေ့သွားပါတယ်ဘာဒီကရှက်ရှက်နဲ့ပဲဒါဆိုရင်ငါတို့ဘန်းမှာအလုပ်ပြန်လုပ်တင်လာဆိုပြီးတော့မေးလိုက်ပါတယ်ဂိုင်းကလည်းပြုံးရရင်နဲ့ပဲပြန်ဖြေလိုက်ပါတယ်ဒီနေရာမှာပဲဇလန်လေးကပြီးသွားပါတယ်ကိုလူတို့လည်းဂိမ်းစော်ရင်နဲ့သဘောကျမိတယ် NPC ရှိရင် comment မှာပြန်လဲဝေမျှသွားပေးပါအောင်ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ